ဒီလိုရာသီဥတုအေးလေးမှာအေးရအစောကြီးထားရတယ်လေကျွန်တော်တို့အခက်အခဲဆုံးနေရာတစ်ခုပါပဲခင်ဗျာဖြစ်နိုင်ရီစားလေးနာမှာကတ်ချွဲခြင်းပေမဲ့လည်းမဖြစ်မနေသွားမယ်တင်တန်းလေးရှိတော့အစောကြီးထားလိုက်ရပါတယ်ခင်ဗျာအခုလိုစောင်းကာလာလေးမှာတော့ကျွန်တော်တို့ရန်ကုန်မှာလည်းအေးပါတယ်ခင်ဗျာမနက်ခင်းနေအောင်ကြီးလေးရဲ့လင်းကြီးအေးလေးရဲ့ခန်းစားပြီးဆိုတော့မျက်နှာသေးသွားတိုက်ပါတော့မယ်ခင်ဗျာတော်တိုင်းမျက်နှာတစ်ပြီးဆိုဘလောက်အေးရေရတော့ချိုးသွားမှရပါမယ်ခင်ဗျာဒီနေ့ကုန်တင်တန်းတက်ရမှာဆိုတော့ရေမချိုးပဲသွားလို့မရပါဘူးခင်ဗျာပြီးရင်တော့ office လန်လေးဝယ်ပြီးတော့ post လေးတွေပေးလိုက်ပါတယ်ခင်ဗျာဒီညရီစားလေးရဲ့အင်ဂျီကိုယူဝတ်ထားတာပါခင်ဗျာနက်စာတော့အလွယ်ကူရိုးရှင်းဆုံးပါမုန်းနဲ့ coffee လေးပဲတောက်လိုက်ပါတယ်ခင်ဗျာပုံမှန်ဆိုရင်ရှမ်းခောက်ဆွဲတို့ထမင်းကြော်တို့စားတတ်ပေမဲ့ဒီရက်ထဲကဝိတ်ချနေရဆိုပါမုန်းနဲ့ coffee ပါပဲခင်ဗျာဘလောက်စောစောထထတင်တန်း9လောင်မှရှိရဆိုတော့အမြဲတမ်းပြည့်တက်ရပါတယ်ခင်ဗျာဘဝအမြင့်ဆုံးရောက်ခြင်းအမြင့်ဆုံးတက်ရပါတယ်ခင်ဗျာကျွန်တော်ရောက်တာနဲ့နားတော်မနာရောက်စားတင်နေပါပြီခင်ဗျာခုတော့နေ့လေထမင်းစားခြင်းကိုရောက်ပါပြီခင်ဗျာသူများရဲ့ဘလောက်ဝင်ရှုပ်ရှုပ် conference ရှိရှိပဲဘလောက်ဆက်ရနေပါတယ်ခင်ဗျာတကယ်ချင်းတယောက်ကလည်းငရုတ်တီပါစားဆိုရင်ငရုတ်တီကျွေးနေနဲ့ကြိုက်ပြလိုက်ပါတယ်ခင်ဗျာနေ့လေစားလဲဘတ်ဂျက်စီအောင်ဖြစ်တယ်လို့လေးပဲစားလိုက်ပါတယ်ခင်ဗျာထမင်းစားခြင်းပြီးရတဲ့ကျွန်တော်တို့တယောက်တက်လက်ရှင်းပြရတဲ့အချိန်ရောက်လာပါပြီခင်ဗျာအောက်ကနားထောင်နေတဲ့လူတွေကတော့နားလဲလဲမလဲလဲကိုနားနေတဲ့သူတို့ပဲရှင်းပြလိုက်ပါတယ်ခင်ဗျာဆိုင်ပြန်ရောက်တော့လဲနားမယ်ထင်တာ TikTok ခရက်ထားနေရတဲ့အဲအကောင့်ကိစ္စလေးလဲရှင်းလိုက်ပါသေးတယ်ခင်ဗျာတဖြည်းဖြည်းအချိန်ကုန်ရင်းနဲ့ပဲညအောင်ရောက်လာပါပြီခင်ဗျာခုကအိမ်ပြန်ရတော့မယ်ဆိုအရန်ကိုပြောနေပါတယ်ခင်ဗျာခုကတော့ကျွန်တော်အိမ်ပြန်ချိန်လေးကိုရောက်ပါပြီခင်ဗျာရီစားလေးနဲ့တွေ့ရမယ်ဆိုတော့တက်တက်ကြွကြွနဲ့နင်းလာပါတယ်ခင်ဗျာအိမ်ပြန်ရောက်တဲ့နဲ့ရီစားလေးစားချင်တာလေးကိုအရင်ဆုံးချက်ကျွေးပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ဖတ်ထုတ်စားချင်တယ်ပြောလို့သူကဖတ်ထုတ်လေးဝယ်ပေးထားတယ်အဲ့ဒါလေးကိုကျွတ်ကျွတ်လေးကြော်ပေးလိုက်ပါတယ်ခင်ဗျာဒီဖတ်ထုတ်ကြော်တဲ့အခါမှာတော့နှစ်ယောက်အကြိုက်မတူလို့ဆိုသူ့အတွက်ကကျွတ်ကျွတ်လေးကျွန်တော်အတွက်ကပျော့ပျော့လေးနှစ်မျိုးကြော်ရပါတယ်ခင်ဗျာချင်းရီလေးကလည်းမကြီးနေရင်ငရုတ်တီးစင်းရင်နဲ့ထိမိခွေလေးဆက်ထားတော့လုံးဝရှယ်ပါပဲခင်ဗျာစိတ်ကြိုက်လက်ရလေးလည်းရပြီဆိုတော့ရီစားလေးနဲ့အတူတူစားပါတော့မယ်ခင်ဗျာပြီးရင်တော့လေးချင်းငလေးနဲ့ပပလုံးရေချိုးပြီးတော့အိပ်ပါတော့မယ်ခင်ဗျာကျွန်တော်ရဲ့တနေ့တာအဆုံးထိလိုက်ခဲ့ပြီလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဘိုင်